ဆုံးသွားခွင့်ပြုတယ်ရွက်ချောင်းထီကြံကြပြတဲ့ဘုံပမာသားတွေနဲ့သမီးတွေဆုံးခွာရဲ့မိဘနှစ်ပါးမျက်ရည်ဝင်လူကျင်လောကဖြစ်စဉ်သဘာဝဆရာဦးချင်းမွေးမရှိရတဲ့မိဘနှစ်ပါးရဲ့ရိတ်ကိုခုဆိုတယောက်မှရောက်မလားဒီလောကလူကဘာမြေမှာယနေ့တည်းတိုင်းမြည်တွေ့ရစမြဲပါပါမတနာစရာကျေးဇူးမတည်တဲ့သာသမီများပေါ်ကာမမျိုးလေးမထားတဲ့မြတ်တာနဲ့သာသူတို့ရင်မှာမပြောင်းလဲတဲ့ချစ်နိုင်တဲ့ရင်ဝင်ကပါဥယျာဉ်မှုများလို့ဥပမာကြီးပြိုးထောင်သမျှပန်းတွေပွင့်တဲ့အခါအပြုံးနဲ့ဝမ်းသာကြည်မြစ်တာလဲတုံ့ပြန်ခြင်းမညီညာတိနေလဲမသိသလိုဥပိ္ပခာမိဘနှစ်ပါးကိုဆွန်သွားပြီလူယုံမလားစားလဲမပါခွာသွားတဲ့သားတွေတည်နောက်မမီးတဲ့သမီးတွေဆရာတောင်းလို့ယူတဲ့ထိုင်ထိုင်ရိတ်မဲ့ကပါဆွန်ထားခဲ့ကြပြီဖာမတနာလျာကျေးဇူးမတည်တဲ့သာသမီများပေါ်ဘာမှမျိုးလေးမထားတဲ့မြတ်တာနဲ့ကသူတို့ရင်မှာမပြောင်းလဲတဲ့ချစ်နိုင်ရဲ့ရင်ဝင်ကပါချောင်းထီကြံကြပြတဲ့ဘုံပမာသားတွေနဲ့သမီးတွေဆုံးခွာရဲ့မိဘနှစ်ပါးမြည်ဝဲလူကျင်လောကဖြစ်စဉ်သဘာဝဆရာဦးချင်းမွေးမရှိရတဲ့မိဘနှစ်ပါးရဲ့ရိတ်ကိုခုဆိုတယောက်မှရောက်မလားဒီလောကလူကဘာမြေမှာယနေ့တည်းတိုင်းမြည်တွေ့ရစမြဲပါနေရာထဲကျန်ခဲ့ရတဲ့ဒီဘာနှစ်ပါးမတနာစရာကျေးဇူးမတည်တဲ့သာသမီများပေါ်ဘာမှမျိုးလေးမထားတဲ့မြတ်တာနဲ့သာသူတို့ရင်မှာမပြောင်းလဲတဲ့ချစ်နိုင်မဲ့ရင်ဝင်ကပါဥယျာဉ်မှုများလို့ဥပမာကြီးထောင်သမျှပန်းတွေပွင့်တဲ့အခါအပြုံးနဲ့ဝမ်းသာကြည်နူးနေအမြစ်တာလဲတုံ့ပြန်ခြင်းမညီညာတိနေလဲမသိသလိုဥပိ္ပခာမိဘနှစ်ပါးကိုဆွန်သွားပြီလူယုံမလားစားလဲမပါခွာသွားတဲ့သားတွေတည်နောက်မမီးတဲ့သမီးတွေဆရာတောင်းလို့ယူတဲ့ထိုင်ထိုင်ရိတ်မဲ့ကပါဆွန်ထားခဲ့ကြပြီနေရာထဲကျန်ခဲ့ရတဲ့မိဘနှစ်ဖာမတနာလျာကျေးဇူးမတည်တဲ့သာသမီများပေါ်ဘာမှမျိုးလေးမထားတဲ့မြတ်တာနဲ့ကသူတို့ရင်မှာမပြောင်းလဲတဲ့ချစ်နိုင်ရဲ့ရင်ဝင်ကပါ